သူကစပင်စီးတဲ့ကျိုးလေးမှာပါတယ်တစိမ့်လေးကိုပဲတိုက်လိုက်မိတာပါဒါပေမဲ့မထင်မှတ်ပဲအချောင်းရဲ့အလှပါဆုံးမိန်းကလေးကအော်ဟစ်လိုက်တာကြောင့်တခုခုတော့မှားနေပြီဆိုတာသူသိလိုက်ပြီးကြောက်လန့်တကြားနဲ့အခန်းထဲကနေပြေးထွက်လာခဲ့မိတယ်ထူးဆန်းတာကခဏလေးအတွင်းမှာပဲထိုမိန်းကလေးရဲ့မျက်နှာကနီမြန်းထွက်တာပါပဲသူ့နာမည်က Duck ပါလွန်ခဲ့တဲ့ရက်အနည်းငယ်ကထိသူဟာအစာမဟုတ်တာတွေစားချင်တဲ့ယောဂရှိနေတဲ့ထူးဆန်းတဲ့ကောင်လေးတစ်ယောက်ပါအစမ်းတကြယ်တွေစားချင်တဲ့စိတ်ကိုသူထိန်းချုပ်လို့မရခဲ့ဘူးသူ့အမေကမုံအိတ်ကြီးကြီးဝယ်ပေးပေမဲ့သူကတော့ဆိုင်ကပေးတဲ့ပြေးစာကိုပဲစားခဲ့တာပါအတင်းစားခောက်ဆွဲထုတ်တွေရှေ့မှာရှိနေရင်တောင်အထက်ကခောက်ဆွဲကိုမစားပဲအပြင်ကထုတ်ပိုးတဲ့စကုဘူးကိုပဲသူစားမိခဲ့တယ်ပိုဆိုးတာကတော့အနိုင်ကျင့်တတ်တဲ့သူတွေသူ့အပေါ်ဆက်ဆံပုံပါပဲသူစိတ်ဝင်စားနေတဲ့မိန်းကလေးရှိမှတင်သူ့ကိုအမိုက်ပုံးနဲ့အတင်းထည့်ပြီးအနိုင်ကျင့်နေကြတယ်သူကတော့ဘာမှပြန်မလုပ်ပဲတိတ်တိတ်ဆိတ်ဆိတ်ပဲအဝတ်အစားအသစ်လဲခဲ့ရပါတယ်ဒီလိုအနှင်ခံရတဲ့ဘဝကိုသူနေသားကြနေပါသည်ကျောင်းပြန်ရောက်တဲ့အခါခဲဖြတ်ကိုကိုက်နေမိတော့ဘေးနားကလူတွေဝိုင်းရနေတာကိုသတိထားမိလိုက်တယ်အနိုင်ကျင့်တဲ့သူတွေကသူ့ကိုအဆက်ခွာထားတဲ့ဗီဒီယိုကိုအွန်လိုင်းပေါ်တင်ထားကြတာပါသူလည်းရှက်လွန်းလို့အဝေးကိုပြေးထွက်ဖို့ကြိုးစားရင်းသူတို့နဲ့ထိတ်တိုက်တိုးပါတော့တယ်တောင်းပန်ပါတယ်လို့ပြောတာကိုသူတို့ကမင်းကမျက်စိမပါဘူးလားခွေးမထားရဲ့ဆိုပြီးပြန်ဆဲခဲ့ကြတာပါအနိုင်ကျင့်ခံရတာတွေနဲ့အာဟာရချိုးတဲ့မှုကြောင့်နောက်ဆုံးမှသူ့ခန္ဓာကိုယ်ကပြိုလဲတော့ပါတော့တယ်ဆရာဝန်တွေတောင်သူ့ကမျောလင်းချက်မရှိတော့ဘူးလို့ပြောခဲ့ကြတယ်သူ့အမေကတော့သူ့ကိုကယ်ဖို့နီလန်းမျိုးစုံရှားခဲ့ပါတယ်လမ်းမှာသူတော်စင်ကုသပေးသူဆိုတဲ့အဖိုးကြီးနဲ့တွေ့ခဲ့တယ်။အဲ့ဒီအဖိုးကြီးကမတန်ဆွမ်းအမျိုးသမီးတယောက်ကိုထိလိုက်ယုံနဲ့အဲ့ဒီအမျိုးသမီးကချက်ချင်းမတ်တက်ရပ်ပြီးလမ်းလျှောက်သွားတာကိုတွေ့တော့သူ့အမေကပတ်စံချက်ချင်းပေးပြီးအိမ်ကိုခေါ်လာခဲ့ပါတော့တယ်။အဖိုးကြီးကသူ့လက်ကိုဓာတ်ရဲ့ရင်ဘတ်ပေါ်တင်လိုက်တဲ့အခါရုတ်တရက်အပြင်းထန်ချောင်းဆိုလာပါတယ်။သူ့ပါးစပ်ထဲကဆစ်ဂရက်ကဓာတ်ရဲ့ရင်ဘတ်ပေါ်ပြုတ်ကျပြီးမီးလောင်သွားခဲ့တယ်။သူအရန်နာချင်နေပေမဲ့အဖိုးကြီးရဲ့တုံ့ပြန်မှုကပိုပြီးပြင်းထန်နေခဲ့တယ်။အမေဘာမှမလုပ်နိုင်ခင်မှာပဲအဲ့ဒီအဖိုးကြီးကအော်ဟစ်ပြီးအဲ့ဒီနေရာမှာတင်တေဆုံးသွားပါတော့တယ်။ရုတ်တရက်သူကရင်ပေါ်မှာထထိုင်လိုက်မိတယ်။သူ့ခန္ဓာကိုယ်ကလုံးဝကိုပြန်ကောင်းသွားပါပြီ။သူဟာအရင်ကထက်ပိုတောင့်တင်းပြီးအားရင်တွေပြည့်စုံနေတယ်လို့ခံစားလိုက်ရတယ်။ရဲတွေရောက်ပြီးဘာဖြစ်တာလဲလို့လာမေးတဲ့အခါမှာတော့သူ့ရင်ဘက်ကမီးလောင်ဒဏ်ရာပျောက်ကွယ်သွားတာကိုသတိထားမိလိုက်တယ်။နောက်တနေ့စပိန်ပင်နေတော့လက်ချောင်းလေးရှားသွားပြီမယ်။နာကျင်မှုကိုမခံစားခင်မှာပဲအနာကမျက်စိရှိမှတင်ပြန်ကောင်းသွားခဲ့တယ်။အဲ့ဒီမှာတင်သူဟာထူးခြားတဲ့စွမ်းအားတွေရလာပြီဆိုတာသိလိုက်ပါတော့တယ်။ဒီစွမ်းအားတွေကိုဘယ်လိုစမ်းသပ်ရမလဲလို့တွေးနေတော့သူ့ကိုအမြဲအနိုင်ကျင့်နေကြကောင်းလေးပေါ်လာတယ်။သူကဓာတ်ကိုအားကုန်ထိုးလိုက်ပေမဲ့ဓာတ်ကဘာမှမဖြစ်ပဲသူကသူ့ဝင်းပိုက်ကိုကိုက်ပြီးနာကျင်စွာအော်ဟစ်နေခဲ့တယ်။သူကဒေါသထွက်ပြီးထပ်ထိုးပြန်တော့ဒဏ်ရာကသူ့မျက်နှာပေါ်ကိုပဲပြန်ရောက်ပြန်တော့တယ်။သူကတစ်တုံနဲ့ဓာတ်ရဲ့ခေါင်းကိုရိုက်လိုက်တဲ့အခါမှာလဲအဲ့ဒီဒဏ်ရာကသူ့စီကိုပဲချက်ချင်းပြန်ရောက်သွားပါတော့လေ။သူလဲကွာလန့်တရားနဲ့ထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီညမှာတော့သူအရန်စိတ်လှုပ်ရှားပြီးအမေကိုအရာအားလုံးပြောပြခဲ့တယ်လို့သူ့ရဲ့အနာကျက်မြန်တဲ့စွမ်းအားကိုလည်းပြသခဲ့ပါတယ်။ဒီစွမ်းအားတွေကသူ့ဘဝကိုလုံးဝပြောင်းလဲပစ်လိုက်ပါပြီ။အနှိမ်ခံဘဝကနေတန်မားတဲ့သူတယောက်ဖြစ်လာခဲ့တာပါ။အနိုင်ကျင့်တဲ့သူတွေကသူနှစ်သက်တဲ့မိန်းကလေးကိုလာနှောက်ရှက်တဲ့အခါမှာလဲသူကဝန်မလေးပဲသူ့ဘက်ကနေမတ်တက်ရက်ကာကွယ်ပေးခဲ့ပါတယ်။ဆရာရောက်လာလို့ပွဲပြက်သွားပြီမဲ့အဲ့ဒီလူမိုက်တွေကတော့အဆက်ရသွားတာကိုလက်မခံနိုင်ကြပါဘူး။သူစပိန်စီးပြီးအိမ်ပြန်နေတော့မှသူတို့ကကားနဲ့နောက်ကနေလိုက်လာကြတယ်။အဲ့ဒီအချိန်မှာပဲသူကလမ်းပေါ်ကကြောက်ခလုံးနဲ့တိုက်မိသွားပါတော့လေ။